2026 ခုနှစ်မှစ၍မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးတို့သည်ရန်ကင်းကြပါစေ။စိုးရိမ်ခြင်းကင်းကြပါစေ။ဆင်းရဲခြင်းကင်းကြပါစေ။မိမိကိုယ်ကိုစိတ်နှပြချမ်းသာအောင်ရွတ်ဆောင်နိုင်ကြပါစေ။ကမ္ဘာသူကမ္ဘာသားပေါင်းတို့သည်လည်းရန်ကင်းကြပါစေ။စိုးရိမ်ခြင်းကင်းကြပါစေ။ဆင်းရဲခြင်းကင်းကြပါစေ။မိမိကိုယ်စိတ်နှပြချမ်းသာစွာရွတ်ဆောင်နိုင်ကြပါစေ။ငါသည်သူတစ်ပါးတို့ရဲ့အကျိုးစီးပွားကိုလိုလားနှစ်သက်ဆောင်ရွက်ပေးနိုင်ရပါလို့၏သူတစ်ပါးတို့ကလည်းငါ၏အကျိုးစီးပွားကိုလိုလားနှစ်သက်ဆောင်ရွက်ပေးနိုင်ကြပါစေ။ငါသည်တပါးသောတတ္တဝါကိုမငြင်းဆဲ